ယုံကြည်ချက်ကဘာလဲဆိုတော့ဒီနေ့ကျွန်တော်တို့လူပညာရှင်တွေအားလုံးဒီနေရာမှာတစုတွဲတွေ့မြင်နေရတာကျွန်တော်တို့တရားမျှတပြီးလွတ်လပ်တဲ့ဒီမိုကရေစီစနစ်ကိုပြန်ပြီးတော့လိုချင်လို့ဖြစ်ပါတယ်ခင်ဗျာတရားမျှတပြီးလွတ်လပ်တဲ့ဒီမိုကရေစီစနစ်သာလျှင်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့လူတွေတယောက်ချင်းစီရဲ့အနာဂတ်ကိုပြန်လည်ရရှိမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်တို့လူပညာရှင်တွေအားလုံးကလည်းပြည်သူတွေနဲ့အတူအေးအတူပူမြအတူတူရှိမယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီးတွားနေတဲ့နိုင်ငံကြီးကဒီအဲ့တရက်နေမနဲ့မှာစပြီးတော့မရင်းကျင်တာကိုခံလိုက်ရတာပါဒါတိုင်းပြည်ကိုမရင်းကျင်တာပါပြည်သူကိုမရင်းကျင်တာပါပြီးတော့ကျွန်တော်တို့ကောင်းဆောင်တွေကိုလည်းပြန်ပေးဆွဲတယ်သူတို့ပြောနေတယ်2008အခြေခံဥပဒေဆိုတာနဲ့ကင်ပြီးတော့သူတို့အသာစီးယူပြီးတော့လုပ်နေကြတာဒီတစ်ခေါက်ကတော့သူတို့ကိုယ်တိုင်ရေးထားတဲ့အဲ့ဒီအသုံးမကျတဲ့2008ဥပဒေကိုတော့မလိုက်နိုင်မဲနဲ့တရားမဲ့ဆိုတာနဲ့အာဏာသိမ်းသွားတာကိုလုံးဝရှုံချပါတယ်စစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့ရှုံချပါတယ်ခင်ဗျာအားလုံးအောင်ကြပါစေခင်ဗျာအောင်ပါစေခင်ဗျာအားလုံးတိုးတက်နေပြီဗျာကျွန်တော်တို့တွေနိုင်ငံတကာနဲ့ရေမောင်တန်းပြီးတော့အာဆီယံမှာကျွန်တော်တို့အမိလိုက်နေပြီဗျာကျွန်တော်တို့ရှေ့ကိုသွားနေတဲ့အချိန်မှာဘာလို့နောက်ပြန်သွားတော့မှလဲဟုတ်တယ်မလားအားလုံးပြည်သူနဲ့ကျွန်တော်တို့လူပညာရှင်တွေဆိုတာတသားတည်းပါပဲအဲ့တော့ကျွန်တော်တို့နေ့တိုင်းကျွန်တော်တို့စိတ်ချမ်းသာနေတယ်မဟုတ်ဘူးခင်ဗျအားလုံးကစိတ်ညစ်နေကြတယ်ဒါပေမဲ့ကျွန်တော်တို့စိတ်ချမ်းသာဖို့အတွက်အားလုံးလက်တွဲညီပြီးတော့အားလုံးတူတူသွားနေကြတယ်ပန်းနိုင်အောင်အားလုံးတိုင်းပါလားအားလုံးတိုင်းပါလားကျေးဇူးများတင်ပါတယ်ကျွန်တော်ခုနပြောခဲ့လို့ရုပ်ရှင်ဂီတသဘင်ညီကိုတွေငင်းညမ်းစွာဆန္ဒပြနေတာဖြစ်ပါတယ်တန်နဲ့ရဘသူသားလဲပြည်သူသားစစ်တန်နဲ့ရဘသူသားလဲပြည်သူသားတော်ကောင်းဆောင်တွေပြန်လို့ရဲဝန်ထမ်းများသည်ကျွန်တော်တို့ပြည်သူနဲ့တသားတည်းခံစားရမယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့မေတ္တာရပ်ခံခြင်းတောင်းပန်နေခြင်းပဲဖြစ်ပါတယ်ဖိအားပေးခြင်းလုံးဝမဟုတ်ဘူးဆိုတာသိစေပါတယ်သိစေလိုပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဟာသူတို့တွေချမှတ်ထားတဲ့စီကံတွေကိုတွေးဖယ်ရင်သူတို့ကကျွန်တော်တို့ဆွဆွဲပါလိမ့်မယ်စီမရှိကမ်းမရှိဒီမိုကရေစီမကြဘူးလို့ပြောပါလိမ့်မယ်ဒီအပြောကိုကျွန်တော်တို့မခံနိုင်တဲ့အတွက်ကြောင့်ငြိမ်းချမ်းစွာနဲ့ကျွန်တော်တို့ဆန္ဒပြနေတာကိုအားလုံးလက်ခံရပါလိမ့်မယ်ခင်ဗျာဒါဟာကျွန်တော်တို့ပြောတာမဟုတ်ဘူးနော်8 ရက်နေ့ကတက်ချုပ်ကနေပြီးတော့မှအတိအလင်းသတင်းမှာကြေညာသွားတယ်ကျွန်တော်တို့ဒီမိုကရေစီကျင့်စဉ်တိုင်းဆက်သွားပါမယ်โอเคကြိုက်တယ်ဒီစကားတစ်ခုကျွန်တော်တို့ဖမ်းထားပါတယ်အဲ့ဒီစကားအတိုင်းပဲကျွန်တော်တို့တွေဒီမိုကရေစီကျင့်စဉ်အတိုင်းပဲအခုလိုငြိမ်းချမ်းစွာဆန္ဒပြနေတာပါဒီနေ့အချိန်ခါဟာကျွန်တော်တို့ခက်တဲ့စနစ်တွေအများကြီးပြောင်းလဲလို့လာပါပြီအဓိကကတော့ကျွန်တော်တို့ရဲ့အနာဂတ်မျိုးစစ်သက်လူငယ်လေးတွေဟာဒီနေ့လမ်းပေါ်မှာအများကြီးတွေ့ရပါတယ်ကျွန်တော်တို့ဒီမိုကရေစီစနစ်တာကာလမှာကျွန်တော်တို့ရဲ့တက်တည်ပြနိုင်တဲ့အထောက်အထားတွေလည်းအများကြီးရှိနေပါတယ်တစ်ချိန်လုံးကဆန္ဒပြတဲ့ပုံစံနဲ့ဒီနေ့ဆန္ဒပြတဲ့ပုံစံနဲ့မတူတော့ပါဘူးတိလာတာတစ်ခုကဆန္ဒပြပြီးရင်လမ်းပေါ်မှာကြည့်လိုက်အမိုက်တစင်မရှိတာကျွန်တော်တို့ရဲ့စီကံဖြစ်ပါတယ်သူတို့ရဲ့ပြောနေတဲ့ရွေးကောက်ပွဲဘဲမတမာမှုရှိရဆိုတာကိုလက်ခံလားဖဲပါတီကိုကျွန်တော်တို့ဘဲပေးခဲ့ကြတာလေလူတပီတရားများတဲ့ဒီတိုက်ပွဲမအောင်မချင်းတိုက်မယ်အရေးတော်ပုံ